အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဒီဗီဒီယိုလေးမစတင်ခင်မှာမိတ်ဆွေတို့ကိုကျွန်တော်အနေဖြင့်မိကုန်းလေးတစ်ခုနဲ့စပြီးမိကုန်းမေးရှင်းပါတယ်အဲ့ဒါကတော့ရိုးရိုးလေးပါအဲ့ဒါကတော့ဒီနေ့အထိဖြတ်သန်းလာခဲ့ရတဲ့သက်တမ်းတစ်လျှောက်မှာမိတ်ဆွေရဲ့သက်တမ်းတစ်လျှောက်မှာပေါ့နော်ကိုဖြစ်ရှင်တာတွေနောက်ကိုပဲလိုက်ခဲ့ရလို့ရလာတဲ့ရလက်ကပိုများသလားဒါမှမဟုတ်ခံစားချက်တွေကိုခဏတာပြီးပဲပြီးဖြစ်တဲ့အရာတွေလုတ်ခဲ့ရလို့ရလာတဲ့ရလက်ကပိုများသလားကျွန်တော်အဲ့ဒီမိကွန်းလေးနဲ့ပတ်သက်ပြီးဒီနေ့ပေးထားတဲ့ခေါင်းစဉ်လေးအတိုင်းဖြစ်ချင်တာထက်ဖြစ်တဲ့ကိုဦးစားပေးပါ want and needs ပေါ့နော်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးမျှဝေပေးတော့မှာဖြစ်ပါတယ်ကဲကောင်းပြီဒါဆိုရင်ကျွန်တော်တို့အားလုံးဟာနေ့စဉ်နဲ့အမျှရွေးချယ်မှုပေါင်းများစွာကိုလုပ်နေရကြတဲ့လူသားတွေဖြစ်ပါတယ်အဲ့ရွေးချယ်မှုတွေထဲမှာအမြဲတမ်းရန်ဖြစ်တတ်တဲ့အရာတစ်ခုရှိတယ်ဘာလို့ထင်လဲအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်ရှင်တာနဲ့ကျွန်တော်တို့ဖြစ်တဲ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဘဝဆိုတာအနည်းရှုပ်လိုက်ရရင်ဒီနှစ်ခုကြားထဲမှာဘယ်ဖက်ကိုအလေးသာမလဲဆိုတာမိတ်ဆွေတို့ဘဝအတွက်ပြိုင်ပွဲတစ်ခုလိုပါကျွန်တော်တို့ဘဝအတွက်လည်းပြိုင်ပွဲတစ်ခုလိုပါဒီနေ့ဒီဗီဒီယိုမှာကျွန်တော်စောနာပြောခဲ့သလိုခေါင်းစဉ်လေးအတိုင်းဖြစ်ချင်တာထက်ဖြစ်တဲ့တာကိုဘာကြောင့်ဦးစားပေးရမလဲအဲ့လိုဦးစားပေးခြင်းအပြင်ရောကျွန်တော်တို့ဘဝကြီးဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာကိုသိချင်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ပထမဆုံးအနေနဲ့ဖြစ်ချင်တဲ့အကြောင်းကိုဖြစ်ချင်တာအကြောင်းကိုပြောရအောင်ပေါ့နော်မိတ်ဆွေတို့ဖြစ်ချင်တာပေါ့ကိုဖြစ်နေတာကိုမှအိမ်မက်တွေရှိရပေါ့နော်အဲ့ဖြစ်ချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောပြပါမယ်ဖြစ်ချင်တာဆိုတာတဲ့ခလေးဆန်တဲ့စိတ်ခံစားချက်တစ်ခုပါပဲဥမာပေါ့နော်ခလေးတစ်ယောက်ကိုကြားလုံးတစ်လုံးကျွေးလိုက်ရင်သူဟာချက်ချင်းပျော်သွားသလိုမျိုးပဲကျွန်တော်တို့ဥနောက်ကလည်းအဲ့လိုမျိုးပဲအဲ့လိုမျိုးချက်ချင်းရလိုက်တဲ့ဖြစ်ရှင်တဲ့အကြောင်းအရာလေးတစ်ခုဖြစ်လာတဲ့ကချက်ချင်းရတဲ့ဒုက္ခကိုအယမ်းမှတ်မော်တတ်ကြတယ်လူတိုင်းကဥမာပေါ့နော်ဖုန်းလေးပို့လိုက်ရင်ချက်ချင်းကိုကပျော်စရာတွေတွေ့ရမယ်အဲ့ဒါဖြစ်ရှင်လားအိမ်ရထဲမှာစက်အိမ်နေချက်ချင်းကိုကတက်တောင့်တက်တာဖြစ်မယ်အဲ့ဒါလည်းဖြစ်ရှင်တယ်စိတ်တိုးတဲ့အချိန်မှာရှိသမျှစကားတွေကိုကိုကအော်ဟိုက်ပြစ်လိုက်ခြင်းတာအဲ့လိုမျိုးချက်ချင်းအဲ့လိုမျိုးလှုပ်လိုက်ခြင်းအပြင်ကိုယ့်ရဲ့ရင်ထဲမှာပေါ့သွားမယ်လို့ထင်တာအဲ့ဒါလည်းဖြစ်ရှင်တာဒါပေမဲ့မိတ်ဆွေတို့တတိထားမိရလားအဲ့လိုဖြစ်ရှင်တာတွေရဲ့နောက်ွယ်မှာထောင်ချောက်ကြီးတစ်ခုကအမြဲတမ်းပါလာတတ်ပါတယ်အဲ့ထောင်ချောက်ရဲ့နာမည်ကဘာလဲဆိုတော့နောင်တဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ဥမာဇောနာဥမာပေးသွားတဲ့အတိုင်းဖုံးကြကြီးပုတ်ပြီးတဲ့နောက်ပိုင်းမှာငါအချိန်ပြီးဖြုံးမိနေပြီလားဆိုတဲ့နောင်တရဲ့အဲ့ရထဲမှာဆက်ပြီးအိတ်နေပြီးတဲ့နောက်ပိုင်းမှာငါလုတ်တွေမပြီးသေးဘူးဆိုတဲ့တောကတွေစိတ်အလိုလိုက်ပြီးအော်ဟစ်ဆဲဆိုပြီးမှပဲရင်ထဲမှာပေါ့သွားမှခံစားချက်အဲ့လိုမျိုးခံစားချက်တွေကနောက်ပိုင်းကျတော့အော်ငါမပြောသင့်တာတွေပြောမိပြီဆိုပြီးစိတ်မကောင်းဖြစ်မှုတဲ့ခံစားချက်တွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဖြစ်ရှင်တာတွေကတက်တန်အားခဏတာပဲခံစားရပါတယ်။ကဲဒါဆိုရင်ဖြစ်တင်တာကရောဘာလဲ။ဖြစ်တင်တာကကျွန်တော်တို့နေမကောင်းလို့တောက်နေကြဆေးကားကြီးနဲ့တူပါတယ်။မတောက်ချင်ဘူးဒီဆေးကိုဒီဆေးမထိုးချင်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်ဒါပေမဲ့ तू ကတောက်ရတာအဝင်ဆိုးတယ်မြူချရတာခက်တယ်ဒါပေမဲ့အဲ့ဒါကကောင်းဖို့အတွက်ဖြစ်လာတာပါဥမာကိုကတနေ့ကိုစာအုပ်10မျက်နှာဖတ်ရမယ်အေးကိုဝအိတ်မယ်မကောင်းတဲ့အပေါင်းအသင်းတွေကိုဖြတ်မယ်အနာဂတ်အတွက်ကိုမှလိုအပ်တဲ့သုံးဖို့အတွက်ပတ်စံတွေစုမယ်ဒါတွေကကြားလိုက်တာနဲ့ကျွန်တော်တို့ခေါင်းထဲမိတ်ဆွေတို့ခေါင်းထဲမှာပင်ပန်းဖို့ကောင်းနေပါပြီဟုတ်တယ်မလားအဲ့လိုမျိုးလောက်ရမယ်အချောင်းအနေနဲ့ပတ်သက်ပြီးဒါပေမဲ့ဖြစ်နေတာကအဲမှာဘာရှိလဲဆိုတော့တာဝန်ယူမှု responsibility နဲ့ရင်းကျက်မှု maturity ရှိပါတယ်မိတ်ဆွေတို့သတိထားမိရလားလူတယောက်ဟာဘယ်ချိန်မှစပြီးရင်းကျက်လာသလဲဆိုတာအဲ့ဒါကတော့ကိုမလုပ်ချင်တဲ့အရာကိုပင်ပန်းဖြစ်နေပေမဲ့လည်းဒါဟာငါဘဝအတွက်စူးစမ်းရမယ်ဒါငါမိသားစုဒါဟာငါအနာကဲအတွက်လုတ်ကိုလုတ်တင်ရတဲ့အရာလို့ဖြစ်လာရင်အဲ့ဒါတွေကိုခါးစီခံပြီးလုံနေရတဲ့အချိန်မှာအဲ့လိုကစပြီးရစ်ကျက်လာတာပါဆေးကားကြီးကိုတောက်ရတာခက်ပေမဲ့
ယောဂါကပျောက်ကင်းစေတယ်လို့မျိုးပဲဖြစ်တင်တာကိုလှုပ်လိုက်ခြင်းကလည်းကိုယ့်ဘဝအတွက်ရည်ရှိမှကျမ်းမာကြံ့ခိုင်စေဖို့ဖြစ်ပါတယ်စိတ်ပညာမှာနာမည်ကြီးစမ်းသပ်ချက်တစ်ခုရှိတယ်ကျွန်တော်ဟိုတလိုင်းက Facebook မှာတွေ့လိုက်တယ်အဲ့ဒါလေးကခလေးလေးတွေကိုအခန်းထဲမှာထားပြီးရှေ့မှာမုံတလုံးစီရှာပေးထားတယ်ပြီးတော့အဲ့ဒီလူကြီးကပြောတယ်မင်းတို့ဒီမုံကိုအခုရှက်ချင်းဆိုင်ရင်တလုံးပဲရမယ်ဒါပေမဲ့ငါအပြင်ကပြန်လာတဲ့အထိမစားပဲစောင့်နိုင်ရင်နောက်ထပ်မုံတလုံးမင်းတို့ကိုထပ်ပြီးမယ်တချို့ကလေးတွေကကြတော့မအောင်နိုင်ပဲနဲ့ရှက်စင်စားပြစ်လိုက်တယ်ဒါကဖြစ်ရှင်တာကိုအလိုလိုက်တာပဲဒါပေမဲ့တချို့ကလေးတွေကလည်းအောင်အင်းသိခံပြီးတော့စောင့်ပြီးတော့စားကြတယ်ဒါကလည်းဖြစ်တင်တာကိုရွေးချယ်လိုက်တာပဲဒါပေမဲ့အဲ့စမ်းသပ်မှုတွေလုပ်ပြီးတဲ့အခါနှစ်ပေါင်းများစွာကြာလာတဲ့အခါအဲ့ဒီကလေးတွေကိုစောင့်ကြည့်တဲ့အခါမုံကိုအောင်ခံပြီးစောင့်နိုင်တဲ့ကလေးတွေကကြီးလာတဲ့အခါမှာကိုယ့်ဘဝအတွက်ကိုသွားရှေ့ရွေးချယ်ရမယ်အနာဂတ်ပညာရေးစီးပွားရေးလူမှုရေးအားလုံးကပို့ပြီးအောင်မြင်တဲ့သူတွေဖြစ်လာကြတာတွေ့ရပါတယ်ဒါကိုကျွန်တော်တို့နေပြီးကြည်ကြည်အပြင်ခဏတာဆန္ဒကိုထိန်းချုပ်ပြီးဖြစ်တင်တာတွေကိုဇွဲရှိရှိနဲ့လုံနိုင်တဲ့သူတွေရဲ့ဘဝကိုထိတ်ဆုံးရောက်တာဆိုတာတဘာဝပဲဆိုတာကိုသက်သေပြလိုက်တာပါဒါဆိုရင်မိတ်ဆွေတို့အနေဖြင့်မေးစရာရှိတာကဖြစ်တင်တာကိုလုံရအောင်မြင်မယ်ဆိုတာသိရတာနဲ့ကျွန်တော်တို့ဘာလို့မလုံနိုင်ကြတာလဲအဖြေကရိုးရိုးလေးပါသိမစင်စားပါနဲ့အဲ့ဒါက habit အလေးကျင့်ကြောင်းပါပဲကျွန်တော်တို့စိတ်အလိုလိုက်ရတာကိုအကျင့်ပါနေလို့ပါအရာရာကိုလွယ်လွယ်လေးပဲလိုချင်တယ်ပင်မန်းတာကိုမလုပ်ချင်ဘူးရှောင်လွှဲချင်ကြတယ်နောက်ပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့သွေးဆောင်မှုတွေအယမ်းများတာကိုအဲအကြောင်းအလွယ်လန်းတွေကိုပဲလိုက်ကြတယ်ဖုံးဖွင့်လိုက်ရင်ဖြော်ပြေးတွေအပျော်ပါးတွေကြီးပဲအဲ့တော့စိတ်ကတည်ငြိမ်ဖို့ခက်ခဲသွားပြီးအတွက်ဖြစ်တင်တာကိုမေ့ရောတက်သွားကြတယ်ဒါဟာသဘာဝကြပါပြီအဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်လဲကိုအရန်ကြီးအပြစ်မတင်ပါနဲ့အဓိကအခုကစပြီးကိုပြန်ပြီးတော့တတိပြန်ကတ်ဖို့ပါပဲဒါဆိုရင်ဖြစ်ချင်တာထက်ဖြစ်တင်တာကိုရောဘယ်လိုဦးစားပေးမလဲဆိုတော့အကြောင်းအရာကိုဖြည့်ရှင်းမဲ့အတွက်ကျွန်တော်လက်တွေ့ကြတဲ့နည်းလမ်းလေး၃ခုကိုကျွန်တော်အနေဖြင့်ကျွန်တော်သိထားသမျှမျှဝေပေးခြင်းပါတယ်ပထမနည်းလမ်းကတော့ကိုကမနက်ခင်းအိပ်ရထားဖို့ပြင်းနေတဲ့အချိန်သို့မဟုတ်စာလုပ်ရမယ့်အချိန်မှာစိတ်ထဲမှာ9 4 3 2 1ဆိုပြီးကိုနောက်ပြန်ရည်တွက်ကြည့်ပါတပြိုင်နက်တည်းမှာအိပ်ရကထားဒါမှမဟုတ်စာအုပ်တို့ဆက်ရှင်းလန်လိုက်ပါပြီးတော့ဦးနောက်ကိုစင်ကြေမပေးနိုင်တဲ့ဆက်ရှင်းထားလို့ပြစ်တဲ့နည်းလမ်းပါဒုတိယတစ်ချက်ကတော့တခုခုကိုကဇင်ခံချင်လာပြီးစိတ်အလိုလိုက်ချင်လာပြီးဆိုရင်ငါဒါကိုအခုလုပ်လိုက်ရင်နောက်ထပ်9 နာရီသို့မဟုတ်နောက်ရက်တွေမှာဘာဖြစ်သွားမလဲဆိုတော့ကိုပြန်စဉ်းစားပါပြီးတော့အဲ့လိုဖြစ်လာမဲ့အကျိုးဆက်တွေကရောဘာတွေရှိသလဲဆိုတာကိုပြန်စဉ်းစားပါနောက်ထားရမယ့်အရာတာကိုကြိုခံစားကြည့်ရင်စိတ်ကိုထိန်းချုပ်ရတာပိုလွယ်ကူသွားပါလိမ့်မယ်တတိယနည်းလမ်းကတော့ဖြစ်တင်တာကိုအရင်လုပ်ပြီးမှပဲဖြစ်ရှင်တာကိုကစုအနေနဲ့ပြီးပါဥပမာငါဒီနေ့အလုပ်ကို3 နာရီအားစိုက်ပြီးလုပ်လိုက်ပြီးငါကြိုက်တဲ့ရုပ်ရှင်ကားတကားဖြစ်ဖြစ်ငါလှုပ်ရှင်တဲ့အရာတစ်ခုဖြစ်ဖြစ်ဆိုပြီးကိုစီကံတတ်မှတ်ပါအဲ့ဒါဆိုရင်အလုပ်လည်းပြီးမယ်အပင်ပန်းလည်းပြီးမယ်ကိုဖြစ်ရှင်တာကိုလည်းစုအနေနဲ့ပေးလို့ရတယ်ကျွန်တော်မိတ်ဆွေတို့ကိုဒီနေရာမှာဖြစ်ဆွက်ပြောချင်တာတခုရှိပါတယ်အဲ့ဒါတော့ဖြစ်တင်တာကိုပဲလုပ်ပါဆိုပြီးတော့ဘဝကိုပျော်ရွှင်မှုမရှိအောင်နေထိုင်ပါလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့တချို့လူတွေကလည်းဖြစ်ရှင်တာတွေကိုလမ်းကိုလိုက်ရင်းနဲ့တချို့လူတွေကအဲ့လိုဖြစ်ရှင်တာငါဒါဖြစ်ရှင်တာငါဒါဖြစ်ရှင်တာငါဟိုကဖြစ်ရှင်တာအဲ့လိုမျိုးလမ်းတွေကိုလိုက်ရင်းနဲ့တချို့လူတွေကလမ်းပြောက်သွားတဲ့လူတွေအများကြီးရှိတယ်ဥပမာငါကနိပညာမှာဇာကြီးဖြစ်ရှင်တယ်အဲ့လိုမျိုးလေ့လာလိုက်တယ်ဒါပေမဲ့ကိုရောက်နေတဲ့နေရာတခြားတစ်ခုမှာအဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကြောင့်ကိုကဘာဖြစ်သွားလဲဆိုတော့ကိုဖြစ်ချင်တဲ့အကြောင်းအရာမဖြစ်လာပဲနဲ့အဲ့ဒါကိုလေ့လာရင်ကိုကဘယ်လမ်းသွားလို့သွားရမလို့ဒီအဲ့လိုမျိုးလမ်းပြောက်သွားတဲ့လူတွေရှိတယ်အဲ့ဒါကြောင့်တကယ်ပျော်ရွှင်မှုအစစ်မှန်ဟာကိုတောင်းဝင်ကိုကြည်ပွန်ပြီးမှရလာတဲ့စိတ်အေးချမ်းမှုတစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဖြစ်တင်တာတွေကိုအကောင်းဆုံးလှုပ်ဆောင်ပြီးသွားတဲ့နေ့တစ်နေ့ရဲ့ညနေခင်းမှာကိုအပန်းဖြေတောက်ရတဲ့ကော်ဖီတစ်ခွက်ဟာဘာလုံးမလုပ်ပဲနဲ့တနေ့တာပြင်းနေပြီးတောက်ရတဲ့ကော်ဖီထက်အစပေါင်းများစွာပိုပြီးအရသာရှိပါတယ်ပိုပြီးတော့လည်းကိုလက်ပြတတ်ပါတယ်
အဲ့ဒီလက်ပြတန်းတဲ့ပျော်ရွှင်မှုကိုမိတ်ဆွေတို့ကိုရှာဖွေစေချင်တာပဲဖြစ်ပါတယ်မိတ်ဆွေတို့စဉ်းစားကြည့်နော်ဘဝဆိုတာကတူတူလေးပါတကယ်ကိုတူတူလေးပါအဲ့ဒီလိုတူတောင်းလာတဲ့ဘဝထဲမှာခဏတာလေးဖြစ်ရှင်စိတ်လေးတွေနောက်ကိုပဲလိုက်ရင်အချိန်တွေကိုအကုန်မခံပါနဲ့ကိုဘဝကိုတကယ်အနှစ်သာရရှိစေမယ်အနာဂတ်မှာကိုကဂုဏ်ယူဝင့်ကြွားစေမယ်ဖြစ်တဲ့အရာတွေကိုပဲကိုရဲရဲဝံ့ဝံ့ရွေးချယ်ပြီးဦးစားပေးပြီးလောက်ကင်သွားပါလို့ကျွန်တော်အနေဖြင့်ဒီဗီဒီယိုလေးကနေတိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေဖြင့်အဆုံးထိနားထောင်ပြီးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကနေစပြီးဖြစ်တင်တာကိုဦးစားပေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်ကျွန်တော်ကို comment မှာဖြစ်တဲ့ရွေးချယ်မယ်လို့ရေးခဲ့ပေးပါအောင်ဗီဒီယိုလေးကမိတ်ဆွေတို့ရဲ့အကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ပါမိတ်ဆွေတို့ subscribe လုပ်ပေးရင်အပြင်ကျွန်တော်ရဲ့ရှေ့ဆက်ရမယ်အားစီတစ်ခွက်ဖြစ်ပါတယ်အားလုံးပဲဖြစ်တင်တာကိုလှုပ်ဆောင်နိုင်ပြီးအောင်မြင်လာတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ကြပါစေကျွန်တော်အများအားပြောနေကြတဲ့အတိုင်း thought are food for the brain အတွေးတွေကအုံနောက်အတွက်အာဟာရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကောင်းသောအတွေးတွေကိုတွေးပါကောင်းသောအတွေးများနဲ့ရှင်သန်ပါကျေးဇူးပါနောက်ဗီဒီယိုမှာကျွန်တော်အနေဖြင့်ပြန်လာခဲ့ပါမယ်